အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဟင်းကြီးဖြစ်ပါတယ်အခုလက်ရှိမှာတော့ CIC OSSC program မှာ engineering major ကိုတက်ရောက်နေပါတယ်ကျွန်တော်ရဲ့ငယ်ပိုင်းအိမ်မက်က engineer တယောက်ဖြစ်ချင်ခဲ့တာပါကျွန်တော်ငယ်ငယ်တုန်းကအဖိုးကသူ့ရဲ့ဆောက်လုပ်ရေး site တွေကိုအမြဲခေါ်သွားလေးရှိပါတယ်ကျွန်တော်လည်းဖိုးနဲ့တူဆောက်လုပ်ရေး site တွေကိုလိုက်ကြည့်ရင် engineer တွေရဲ့ဖန်တီးပုံတွေကိုမြင်ပြီးငါလည်းကြီးလာရင် engineer တယောက်ဖြစ်ရမယ်ဆိုပြီးငယ်ငယ်ကအိမ်မက်ကိုစတင်ခဲ့ပါတယ်အဲ့ဒီချိန်ကစပြီးကျွန်တော်ကစားတဲ့ခါတိုင်းတဲရီနဲ့အိမ်တွေရဲတိုက်လေးစောက်ပြီးကစားဖြစ်တယ်။နောက်ပြီးလက်ကိုသုံးလေးနဲ့စိတ်ကူးထဲမှာစောက်ချင်တဲ့အဆောက်အဦပုံတွေကိုပုံဖော်ရတာကကျွန်တော်ငယ်ငယ်ကအပျော်ဆုံးချိန်လေးဖြစ်ခဲ့ပါတယ်။ကျွန်တော်ရဲ့ပညာရေးခရီးလမ်းကမူလရန်နဲ့အလယ်ရန်ကိုမြန်မာဆိုအကြောင်းမှာတက်ရောက်ခဲ့ပြီးတော့ကိုဗစ်ကာလမှာတော့ International School ကိုပြောင်းတက်ခဲ့ပါတယ်။အဲ့ဒီကနေတစ်ဆင့် IGCSE ကိုဆက်လက်တက်ရောက်ခဲ့ပါတယ်။ကျွန်တော်ရဲ့ငယ်ဘွားအိမ်မက်ဖြစ်တဲ့ engineer ဖြစ်ဖို့ဆိုတဲ့လမ်းကြောင်းမှာအချိန်ကြီးကြာနိုင်တယ်လို့ကုန်ကျစရိတ်လည်းမပြနိုင်တဲ့အတွက်ကျွန်တော်အတွက်ရောမိဘတွေအတွက်ရောစိုးရိမ်မှုတွေရှိခဲ့ပါတယ်။တကယ်လို့ရေးချလိုက်တဲ့လမ်းကြောင်းမှားသွားခဲ့ရင်ကျွန်တော်အတွက်ချိန်တွေလည်းကုန်နိုင်တယ်လို့ငွေကြေးလည်းအလဟတ်သားဖြစ်သွားနိုင်တယ်လို့စိုးရိမ်ခဲ့ရပါတယ်။အဲ့ဒီလိုနဲ့ IGCSE ပြည်ကာနီမှာတကယ်ချင်းတယောက်နဲ့အတူအကြောင်းလေးစုံစမ်းရင် CIC အကြောင်းကိုစတင်ခဲ့ပါတယ်။ CIC ရဲ့ OSSC program ကအချိန်8လပဲပေးပြီးနိုင်ငံပေါင်း100ကျော်ကကမ္ဘာထိပ်တန်းတက္ကသိုလ်တွေရဲ့တက္ကသိုလ်ပထမနှစ်ကိုတိုက်ရိုက်နိုင်တာဖြစ်လို့ပိုပြီးရွေးချယ်ခြင်းခဲ့ပါတယ်။နောက်ပြီး CIC က Education Counselor တွေကလည်း Engineering ဖက်ဝေအတွက်ဘယ်လိုမျိုးရှောင်နိုင်ရမလဲဆိုတာကိုသိချတိုင်ပင်ဆွေးနွေးပြီးပြောပြပေးတဲ့အတွက်ကျွန်တော်ရဲ့အိမ်မက်တွေကိုယုံကြည်မှုရှိလာခဲ့ပါတယ်။အခု CIC မှာတက်ရောက်နေတဲ့အခါမှာဆရာဆရာမတွေကနှွေးထွေးစာကိုလည်းသိချသင်ကြားပေးတဲ့အတွက်အဆင်ပြေပါတယ်။တကယ်ချင်းတွေနဲ့အတူ group work တွေ presentation တွေလုပ်ရတဲ့အတွက်ကျွန်တော်ရဲ့ communication skill နဲ့ social skills တွေလည်းတိတိတတ်တာတိုးတက်လာခဲ့ပါတယ်။နောက်9နှစ်ကြာရင်တော့ကျွန်တော်ကနေဒါနိုင်ငံက International University တစ်ခုမှာ engineer ကျောင်းသားတစ်ယောက်အနေနဲ့မြင်အောင်ချင်ပါတယ်။ဝါသနာပါတဲ့အရာကိုအကောင်းဆုံးဖြစ်အောင်ဆက်စပ်ရထောက်ပံ့ပေးရဲ့ကျွန်တော်မိဘတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။